သားတွေတောက်သုံးနိုင်တဲ့ရေချို300ခိုင်နှုန်းသာရှိပြီး69ရာခိုင်နှုန်းဟာရေငန်တွေပဲဖြစ်နေပါတယ်။ရေချိုရဲ့3ပုံ2ပုံဟာတောင်ထိပ်တွေပေါ်မှာဆိုင်ခဲဖြစ်တည်ရှိပြီး3ပုံ2ပုံဒါလင်မြစ်ချောင်းအင်းအိုင်နဲ့မြေအောက်ရေနေနဲ့တွေ့ရနိုင်ပါတယ်။ရေရဲ့ပမာဏနဲ့အရေးသွေးဟာလူသားတွေရဲ့လူမှုစီးပွားရေးယဉ်ကျေးမှုနဲ့ရေရှည်ဖွံ့ဖြိုးရေးအတွက်မရှိမဖြစ်လိုအပ်သောအရာဖြစ်တော်လေအခုအခါမှာတော့လူသားတွေရဲ့မစင်မချင်ပြုမှုမှုတွေကရေအရင်းမြစ်ပျက်စီးမှုတွေကိုဖြစ်စေပါတယ်တဖြည်းဖြည်းနဲ့ရေရှားလာတယ်တဖြည်းဖြည်းနဲ့ကျွန်တော်တို့အတွက်အခက်ခဲရှိတယ်ရေကဘာသာနဲ့မဆိုင်ဘူးเนาะရေကကရင်အတွက်ပမာအတွက်ဆိုမဟုတ်ဘူးအားလုံးအတွက်ဖြစ်တယ်เนาะရေကချမ်းသာတဲ့အတူတွေလည်းအရေးကြီးတယ်လို့ဆင်းရဲအတူတွေလည်းအရေးကြီးတယ်ဆိုတော့ဒီရေကကျွန်တော်တို့ရေပဲဒီမြေကကျွန်တော်တို့မြေပဲတလင်းလာရီတိုင်းဒဝေဒေတာမှာလှုပ်ဆောင်နေတဲ့မြေအောက်တတူတူးဖော်ရေးလုပ်ငန်းကြောင့်ရခိုင်ကတခါမှမဖြစ်ခဲ့ဘူးတဲ့ရေထုညဉ့်ညမ်းမှုပြဿနာနဲ့ရင်ဆိုင်နေရပါတယ်ကိုအဲ့နမရေရှိရှိနဲ့အဲ့တခြားမကြီးကသွားရှာနေရအဲ့နမရေရှိရှိနဲ့ရေကနောင်နေတော့သုံးမရတက်ပင်းလေးပါလေးစိုက်မဲ့ဆိုလဲစိုက်ခဲမှလည်းရေလောက်မရမိုက်မလို့ခင်ကရေကကြီးနေရဲ့အခုကနူးတဲ့နဲ့ပြီးကျဲပြီးကနဲ့ဘေးချလေးပါတတပြီးဖုတ်ကိုရဲ့အဲ့ရှင်မတဲနေနေဆိုရေကကြည်လင်သားရှင်းမရေကတုတ်လို့ကောက်လေအခုကရေကနောင်နေတော့တုတ်လို့လည်းမရတခြားမယူရဆိုလဲအဆင်မပြေလို့လုံးမတုတ်ရဘူးနော်အခုကသဘောကပေါ်ငါးလေးအကုန်သေးရရဲ့နောက်လာတော့လေးစောက်ဝဲငါသွားရှာပါပေါ့ရေချိုငါဆိုလို့သူ့လိုလောက်ဝတော့မတွေ့ရဘူးပေါ့ရေချိုအရင်းမြစ်ကိုအလုံလောက်ပေးနိုင်တဲ့ဒဝေမြို့အရှိဘက်မှာရှိတဲ့ပေါက်တိုင်းချောင်းဟာအရှိပိုင်းမိုင်းနင်းကုမ္ပဏီရဲ့ဖျက်ဆီးခြင်းကိုခံနေရပါတယ်2012 17နဲ့စပြီးတော့ရေကနောက်လာတာပဲနောက်တော့2013တော့တိတာလာတယ်2014ကပိုဆိုးလာတယ်အဲ့တော့အခုဟိုဘက်9ရွာပါဒုက္ခရောက်နေတယ်ညာဖက်9ရွာပါသူ့ဘက်ညာဖက်6တစ်ချောင်းပဲကြည်နေတော့အဲ့ပခက်မှာရေပေးဖို့ဆိုကြည်တော့လေရေကနဲပခက်ကလည်းလက်မခံဘူးပြောတယ်ဝယ်မှာလည်းရေရှားနေပြီအားလုံးကအဲ့တော့ရေရပြဿနာပဲဟိုမှာရေတံမှုတစ်ခုကိုနောက်ကျွန်တော်တို့1000လောက်ပေးတော့အောင်မလဲတူတယ်အဲ့ဒါအပိုးကုန်လာလေကျွန်တော်တို့ရွာဘေးမှာပဲချောင်းကြီးရှိတဲ့ကျွန်တော်မသုံးပါဘူးဆိုတာဒါဟုတ်တယ်မလားကျွန်တော်ဘယ်လိုလုပ်မလဲပေါ့ဒါအကုန်လုံးဝိုင်းပါစီညဉ့်ညမ်းနေတဲ့ရေဟာပေါက်တိုင်းချောင်းရဲ့ရေကိုအမိပြုတ်တောက်သုံးနေတဲ့ရွာသူရွာသားတွေအတွက်ကြီးမားတဲ့စိန်ခေါ်မှုတွေကိုဖြစ်စေပါတယ်ဖွံ့ဖြိုးရေးဆိုတာလည်းပဲအခုလိုစီမံကိန်းတွေရှိတဲ့နေရာမှာရှိတဲ့ဒေသခံတွေအတွက်မပါဘူးလားလို့တွေးမိတယ်ပေါ့နော်တရားဥပဒေစိုးမိုးမှုမရှိလည်းပဲကျွန်တော်တို့ဒေသတွေကငြိမ်းချမ်းရေးဆိုတာပြောလို့မရဖွံ့ဖြိုးရေးတော့ဝေလာဝေပေါ့နော်ဆင်းရဲလောက်ပဲရှိဒေသခံများကကန့်ကွက်စာများကိုအစိုးရနဲ့ကုမ္ပဏီထံအကြိမ်ကြိမ်ပေးပို့ခဲ့တော်လဲယနေ့ထိတိုင်မိသည့်အဖွဲ့အစည်းကတာဝန်ခံကြောင်းထုတ်ဖော်ပြောဆိုမှုမရှိသေးပါဘူးချောင်းရည်ဟာအခုလိုနေတွေနဲ့နှုံးတွေနဲ့ပြည်နေရခြင်းအပြန်လဲဆန်းစစ်မိတဲ့ခါမှာတော့ကုမ္ပဏီကြောင့်တတ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေကြောင့်ဒီလိုဖြစ်လာတာပေါ့နော်အခုကျွန်တော်လေ့လာတဲ့အချိန်မှာကုမ္ပဏီတွေကတတ်တူတဲ့ဥပဒေတွေလိုက်နာတာမျိုးမရှိဘူးတဘောပေါင်းဝကျင်စည်းကမ်းကိုလိုက်နာတာလည်းမရှိဘူးရေအရင်းမြစ်နဲ့မြစ်ချောင်းထိပ်သိမ်းဥပဒေကိုလည်းလိုက်နာတာမျိုးမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အစိုးရတိုင်ကြားလာရှိတဲ့တနင်္သာတိုင်းဝန်ကြီးကိုပေါ့နော်တစ်ချိန်နှစ်ချိန်တတ်တူရင်းမန်နေဂျာနဲ့လည်းတွေ့ဆုံခဲ့တာမျိုးတွေရှိတာပေါ့ဒါပေမဲ့အရာမရောက်ခဲ့ပါဘူးဒီနေ့ဒီပေါ့နော်ဒါကြောင့်ပေါက်တိုင်းချောင်းအားစောင့်ကြည့်လေ့လာသုံးသပ်မှုပြုရန်အတွက်ဒေသခံများနဲ့ပြည်သူ့လူအဖွဲ့အစည်းတွေဟာပေါက်တိုင်းချောင်းတစ်လျှောက်လမ်းလျှောက်လေ့လာမှုအစီအစဉ်တစ်ခုကိုဇန်နဝါရီလ3ရက်2015မှာပြုလုပ်ခဲ့ကြပါတယ်ကျွန်တော်ဝန်းနေတော့ဒီချောင်းဝန်းနေလို့ကျွန်တော်လောတာဒီချောင်းရှောက်ပြီးလမ်းလျှောက်တာကျွန်တော်တို့ဒီနေ့လောက်ချင်တယ်ဝန်းနေတာပေါ့ကျွန်တော်တို့အရင်တို့ကဒီချောင်းမှာဆိုရင်ရေကျဲပြီးရေလဲချွတ်ရတယ်တော်လဲတော်ရတယ်အဲလိုမျိုးလောရအောင်လားလက်ပိုင်ရေလဲလွန်ရကိုကခေါင်းဝေးကလေးတော့ဝန်းနေပါလားနူးလေးပလဲပြီးရေနော်ပြီးတောက်တော့လည်းမရမလားပေါက်တိုင်းချောင်းဖျားကွန်ရက်မှဦးဆောင်ပြီး15မိုင်နီးပါးခန့်လမ်းလျှောက်ခဲ့တဲ့အစီအစဉ်ဟာဒေသခံများကတွေ့ကြုံခံစားနေရတဲ့အခက်အခဲတွေကိုမျက်မြင်သက်သေခံနိုင်ဖို့သက်ဆိုင်ရာတာဝန်ရှိသူတွေကိုထိရောက်စွာအရေးယူဆောင်ရွက်နိုင်စေရန်ပြဿနာရဲ့အဖြေနဲ့အကြံပြုချက်တွေကိုပြီးနိုင်ဖို့ပါပဲဒီလိုနှုံးမြင်နေတဲ့တစ်နှစ်ပြီးတစ်နှစ်အဲ့လိုဖြစ်လာတဲ့ချိန်မှာသက်ဆိုင်ရာတိုင်းဒေသကြီးဆိုရအကြောင်းကြားပေမဲ့
ဘာဖြစ်လို့တစ်နေ့ပိုဆိုးလာရတယ်လဲပေါ့ဥပဒေဆိုတာမရှိတော့ဘူးလားပေါ့နော်ကျင့်ဝတ်တွေဘယ်ရောက်ကုန်လဲပေါ့နော်ကိုယူရမဲ့တာဝန်တွေကိုကိုမယူဘဲနဲ့ဒီလိုနိုင်ငံတော်အစိုးရနေပြီးတော့လက်ပိုက်ကြည့်နေတယ်လို့မျိုးခံစားရတာပေါ့နော်အဲ့တော့ရောက်လောလောဆယ်မှာတော့ဒီချောင်းရောက်ပြန်လဲကောင်းမွန်စေချင်တယ်တတ်တူထုတ်လုပ်တဲ့လူတွေကိုလည်းစီကန်းနဲ့အညီလုံနိုင်လုံမလုံနိုင်တော့ရဆိုင်လိုက်တော့အကောင်းဆုံးပဲလို့ပြောချင်ပါတယ်ပေါ့နော် အသွင်ကူးပြောင်းရေးကာလမှာလူဘဝလုံခြုံမှုတဘာဝဝန်ကျင်တရားမျှတမှုနဲ့ရည်ရှည်တည်တတ်တဲ့ဖွံ့ဖြိုးရေးကိုအကာအကွယ်ပေးနိုင်တဲ့ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကိုပေါ်ပေါက်စေရန်အတွက်ကြံပြုချက်တွေဟာအစိုးရနဲ့ကုမ္ပဏီအတွက်အရေးယူဆောင်ရွက်မှုများပြုရန်စိန်ခေါ်မှုတွေပါပဲ နိုင်ငံတော်ဆိုဆိုတာတရားဥပဒေစိုးမိုးမှုကိုသူကဦးစားပေးထားတယ်လေဒီချိန်ဒီကာလမှာနိုင်ငံတော်ဆိုရအနေနဲ့အောက်ကနေဒေသခံတင်ပြလာတဲ့စာတော့အလေးထားပြီးတော့ဆောင်ရွက်ပေးလိမ့်မယ်လို့ညွှန်လင့်ထားတာပါတယ် အဓိကရေကြည့်ဖို့အတွက်အဲ့ဒါအဓိကလိုအပ်ချက်ပဲ ရေကြံအောင်လို့ရှင်လာပေါ့ကျွန်တော်တို့တော့ cái gì kia cả lo gì sao sao tôi bao giờ tay vậy luôn thì mấy nhà nhà lấy bạc bây giờ kia khai lấy lấy na cả mà lấy bùi lá sao một lấy xí mà chứ ဒီနဲ့ဒေတာလာဒူလာချက်မေးပါရေဒါလာထေးဝင်းနဲ့ကချွေး về gì chi ăn về lúa chi này mấy lúa này từ giờ rồi gì chỉ mà một bu ấy thì mấy đi bây giờ bây bữa